ဒီနေ့ကမေလ21ရက်2026လက်ရှိဒီစစ်အာဏာယူမိတ်ဆာအုပ်စုကဘလို့ခြေလှမ်းနေနဲ့လူတို့ကိုဝါဒမှိုင်းတိုက်လာတယ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့လေ့လာဆွေးနွေးကြမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကအမျိုးသမီးတစ်ယောက်ကဒီပမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေပြန်လာခဲ့ဖို့ line ပေါ် social network တွေပေါ်မှာတက်လာပြီးတော့လူငယ်တွေကိုဝါဒမှိုင်းလာတိုက်တယ်အဲဒီကိစ္စလေးလည်းကျွန်တော် reaction လုပ်ပြီးလိုက်တယ်အခုတခါလူငယ်တွေပေါ့လေလူငယ်တွေကိုသူတို့ကစင်းစင်းပြောမှဆိုနောက်ထပ်ပေါ့အမျိုးဆက်သစ်လေးတွေထပ်မွေးပြီးတော့မှလူတို့ကိုနီးပညာတစ်မျိုးနဲ့ဝါဒမှန်တိုက်ဖို့အတွက်ထပ်ပြီးတော့လှောက်ရှားလာတာကိုကျွန်တော်တို့မျက်ဝါးထင်ထင်မြင်တွေ့လာဒါကြောင့်မို့ဒီနေ့မှာဒီစစ်မိတ်ဆာတွေကဘယ်လောက်ထိဆက်ဆုပ်ယွန်စာဖွဲ့ကောင်းတယ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဒီဘက်ပြည်သူများဆွေးနွေးကြရအောင်ပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တို့အညာဒေတာဟာတစ်ချိန်ကအေဂျင့်ပြီးတာယာခဲ့တာကိုအားလုံးအသိပဲဖြစ်ပါတယ်ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးပြည်ပခါတွေနောက်ပိုင်းမှာဘာတွေဖြစ်ခဲ့တယ်ခဏတော့အေးအေးဆေးဆေးလေးစဉ်းစားကြည့်လိုက်ကြအောင်ဘာတွေဖြစ်ခဲ့လဲဘာတွေဖြစ်ခဲ့လဲလက်ရှိအညာသူအညာသားတစ်တတော်နှစ်တန်းကျော်အစစ်ဘေးရှောင်ဘောရောက်နေပါပြီဒါအပြင်ကတက်ဟုတ်ပေါ့အဲ့ဒါဘယ်မအေလို့လောက်တယ်စစ်ပေးဆောင်ပြမိမိရိုက်အောင်ဆွတ်ခွာပြီးတော့ထွက်ပြေးတင်းရှောင်နေကြရတယ်ဖြစ်ပါတယ်ဘယ်မအေလို့လောက်တယ်အဲ့ဒီဥစ္စာလက်နဲ့ဆွဲကန်ပြီးတော့တောထဲတောင်ထဲကိုရောက်နေကြတယ်တောထဲကြီးလေးကောင်းအောင်အသက်တွေပေးနေကြရတယ်ဒါပေမဲ့ရက်ကပါလေဒီနေ့မှာကျွန်တော်တို့အထူးသတိထားမှာကလူမျိုးစုလက်နက်ကိုင်ကြီးအခန်းကဏ္ဍပါတိုင်းသားလက်နက်ကိုင်ကြီးအားလုံးကသူတို့ရဲ့ကံမြတ်ပြည်သူများဒီအပိုင်းလေးကျွန်တော်တို့တစ်ပိုင်းဆွေးနွေးရအောင်အညာဒေတာမှာစစ်မှတ်တွေဖြစ်ပွားပြီးတော့စစ်ပေးဆောင်ပြည်သူတွေမြောက်များစွာဖြစ်ပြီးတော့ဘသူကလောက်တာလဲအညာဒေတာစစ်မှတ်ဖြစ်ပွားအောင်ဘသူကဖန်တီးခဲ့တာလဲကဲစဉ်းစားကြည့်2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမြတ်ဒီအညာသားတွေကဘလောက်ထိဒီစစ်မိတ်ဆာတွေရဲ့မတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်ဟုတ်လားပြည်သူပိုင်းပစ္စည်းတွေလူရဲ့ယူငင်ကြေးရွာတွေအစသာတင်ကြောင်းဖုန်ကြီးကြောင်းမှာမကြံအောင်မီးဆိုးဖြက်စီးနေတာဘသူတွေကလှုပ်ခဲ့ပါတယ်လဲကဲမအေလိုးလေးမင်းအမေကိုတက်ယိုးနေတဲ့ကောင်ခွေးယိုးမှသာအာနာယူအုပ်စုတွေအဲ့ဒီအာနာယူအုပ်စုခွေးမျိုးဆက်တွေကနေမွေးထုတ်လာတဲ့နောက်ထပ်မျိုးဆက်တဲ့ခွေးမျိုးဆက်လေးပေါ့ဒီလိုမအေလိုးမျိုးလေးတွေကျွန်တော်တို့တိုင်းပြည်မှာပေါ်လာလေကျွန်တော်တို့တိုင်းပြည်ကပို့ပြီးရင်လေးစရာပဲဖြစ်လာလိမ့်မယ်။ဘာကြောင့်လဲဒီကောင်တွေကခွေးနဲ့မျိုးဆက်ပြီးကြလာတော့မှခွေးလိုကြစစ်ခွေးတွေအာနာတက်ဆိုးစေဖို့အတွက်ထွက်လာပြီးလက်ဝင်ဟောင်တဲ့ကိုမေကိုယိုးခွေးလိုမှသာအမျိုးရုပ်ကောင်လေးတွေပဲဆိုတာကိုလက်ရှိဒီစကားလုံးတွေမှာကျွန်တော်ထပ်ပြီးတော့ဆွေးနွေးကြရအောင်ရိုင်းနဲ့ထင်ရင်နားလည်မှုပေးစေချင်ပါတယ်ဒီတိုင်းပြည်အတွက်ဒီလိုမှမပြောရင်ဒီပြည်သူတွေနဲ့ဒီတိုင်းပြည်နဲ့ကတော့တဟဇာတဖြစ်မှာမဟုတ်ပါဘူးဒါကိုနားလည်ပေးစေချင်ပါတယ်ကဲကျွန်တော်တို့ဆက်လက်ပြီးဆွေးနွေးကြရအောင်နိုင်ငံရေးကြီးမှချက်ရှိတယ်သူတို့ရဲ့နေမြေသူတို့ရဖို့သူတို့ဩဇာအာဏာကြီးထွားလာဖို့အတွက်ကျွန်တော်အညာလူငယ်တွေကိုအသုံးချနေကြတာလားဆိုတော့အညာလူငယ်အသုံးချတယ်ဥပမာနဲ့ရှမ်းရောက်ကစစ်တုံညာမျိုးကိုစစ်စင်ရေးတောင်ကြည့်ကြပါဖြစ်စဉ်တွေအပြီးမှာဘသူတွေကနေမြေတွေရသွားတာလေဘသူတွေကအေးစစ်စစ်နေနေရပြီလေအဲ့ဒီတိုက်ပွဲတွေမှာရှင်းလင်းကနေအသက်ပေးခဲ့ကြတဲ့အညာသူအညာသားတွေအညာလူငယ်ဖြစ်ရမှာအကျိုးမြတ်ကပါတယ်ကဲမိဘပြည်သူများ2029စစ်စင်ရေးစားမှာMND တို့ TNL တို့ AA တို့ပေါ့နော်မဟာမိတ်တွေပူးပေါင်းပြီးတော့မှနယ်မြေစစ်စင်ရေးလုပ်ကြတယ်ကောင်းပြီမအေးလိုးလေးတခါတည်းမေးမယ်နော်မဲရောပါမိဘပြည်သူလည်းကျွန်တော်တို့မေးမယ်အဲ့ဒီစစ်ပွဲတွေစလာဖို့အတွက်ဘယ်ကောင်တွေကဖန်တီးခဲ့သလဲကဲကိုမေကိုယိုးလေးဖြည့်ကြည့်မင်းလည်းဖြည့်လို့ရမိဘပြည်သူလည်းဖြည့်လို့ရလက်ရှိကျွန်တော်တို့တိုင်းပြည်ဖြစ်ပြနေတဲ့အနိဋ္ဌာယုံအားလုံးဒီအာနာယူစစ်မိတ်ဆာအုပ်စုတွေရဲ့တိုင်းပြည်ပေါ်မှာအလွန်တရာကောက်ကျစ်စင်းလဲယုံညံ့သိပ်ဖြစ်အောက်တန်းစားဆန်မှုတွေကြောင့်ဖြစ်ပြနေတဲ့အနိဋ္ဌာယုံတွေကိုဒီမအေလိုးလေးကဘယ်ခွေးလို့မှသာကမွေးလိုက်လို့ခွေးနဲ့မျိုးဆက်ကြလာတဲ့ကောင်လည်းတော့မသိဘူးเนาะလက်နက်ကန်အဖွဲ့အစည်းတွေကအသုံးချတဲ့တိုက်တဲ့နယ်မြေသူတို့ပြင်ယူလိုက်တယ်ဆိုတဲ့စကားခွေးမှသာခွေးမျိုးဆက်เนาะမင်းကိုရှင်းရှင်းပြောရင်ကျွန်တော်နည်းနည်းထပ်ပြောမှဒီဗီဒီယိုဖိုင်လေးဆက်ပြီးတော့လေ့လာကြရအောင်
သူတို့တွေအတွက်လည်းမြင်ရဖို့ကျွန်တော်တို့လူငယ်တွေကသတိခံနေဖြစ်နေကြတာတကယ်တော့ဗန်နဲ့ဆက်အင်တာကောင်းပါတယ် ကောင်းပါတော့ဟုတ်တယ်ကောင်းပါ အသုံးချခံရတာကိုသတိထားမိကြတယ် သူတို့စီကစက်တဲ့ချင်းစီအတွေ့အကြုံရှိတယ်လက်လက်ခဲအပြည့်အစုံရှိတယ်ဒါနဲ့ရှေ့တန်းကအသေးခံကြဒါပေမဲ့ရှေ့တန်းမှာအသေးခံကြဖို့ကြဘယ်သူတွေကိုသုံးတာလဲကျွန်တော်တို့အညာကလူငယ်တွေကိုပဲမြောက်ပဲပြီးတော့ရှေ့တန်းတင်နေကြတာပါတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေကမင်းတို့အညာသူအညာသားတွေကိုအသုံးချပြီးတော့ဟုတ်လားစစ်စင်ရေးတွေလုံးခွေးမသားမင်းကလူလိုပဲသွားနာလဲမလဲတိုင်းပြည်အကြောင်းပဲသွားနာလဲမမင်းမေကိုခွေးတက်ယိုးပြီးမှမင်းမွေးလာလို့မင်းခွေးစကားပြောတာကိုမေကိုယိုးလေးရဲ့နော်တကယ်တော့မိဘပြည်သူတွေစဉ်းစားစစ်ခွေးစစ်မိတ်စာတွေကဒီလိုခွေးမျိုးဆက်အမျိုးရုပ်လောက်ကောင်တွေကိုနောက်ထပ်အများကြီးမွေးမြူပြီးတော့မှလူတို့ကိုဝါရမှိုင်းတိုက်ဖို့အတွက်ဂျင်းထဲဖို့အတွက်စကလုံးလှလေးတွေနဲ့ထွက်လာပွဲထုတ်လာဒါတွေကိုမိဘပြည်သူတွေနားလည်ဖို့လိုတယ်လက်ရှိကျွန်တော်တို့တိုင်းပြည်ဖြစ်ပျက်နေတဲ့ပကတိအဖြစ်ပျက်တရားသည်MA လိုးလောက်ခဲလို့လေဒီအာနာယုစစ်မိတ်စာစစ်ခွေးမျိုးဆက်တွေကလောက်ခဲလို့ကျွန်တော်တို့တိုင်းပြည်ယနေ့သွေးချောင်းစီးနေရတယ်အခုအာဓမ္မတတ်တာတဲ့စုဆောင်မှုတွေမတရားခံနေရတယ်ဟုတ်လားပေါငန်တော့ခွေးသားကိုယ်တိုင်ကပါလဲတတ်တာတဲ့စုဆောင်ပေးမှစောက်ကူးဆိုင်ကြမလို့ဆိုတဲ့အတွေးခေါ်တွေနဲ့အမှုအကျင့်တွေပေါ့လှုပ်ရှားလာခဲ့တဲ့အနိုင်ထိုင်ကောင်းသလားဒါဒီမအေလိုးလေးကဒီခွေးလိုးမသားလေးကထွက်လာပြီးတော့ဗါတဲ့အညာသူအညာသားတွေအညာမြေမှာရှိတဲ့လူငယ်တွေကဟုတ်လားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဩဇာကန်တွေဖြစ်တယ်အတုံးချကန်တွေဖြစ်တယ်ဆိုတော့စကလုံးနဲ့လာပြီးဂျင်းလာတဲ့တယ်မင်းမေသာမင်းတပ်ပြတ်တက်ယုံနေလိုက်ကိုမေကိုယိုးခွေးမျိုးဆက်လေးရဲ့နော်မင်းနိုင်ငံရေးဘာမှမဟုတ်ပါနဲ့စစ်ခွေးစစ်မိတ်စာတွေအာနာတက်ဆိုးစီဖို့အတွက်ခွေးချင်းခွေးတန်ခွေးတွေးလောက်တော့မတက်လာနဲ့မင်းမေသာမင်းခွေးချင်းခွေးတန်နဲ့ပတ်တက်ယိုးနေလိုက်ကိုမေကိုယိုးလေးနော်ဆက်ပြီးနားထောင်ကြည့်ရအောင်ပါသူတို့ကမင်းတို့ကတတိရှိတယ်မင်းတို့ကတော်လိုင်းကြီးအထက်အခက်အခဲမှာပေါင်းနေဆိုတဲ့စကားလုံးလှလာလေးနဲ့ကျွန်တော်တို့ကိုအမွှန်းတင်ပြီးတော့သူတို့နယ်မြေချက်နေစီမံကိန်းတွေမှာအသေးခံခိုင်းနေကြတာလားတော်လိုင်းကြီးဆိုတဲ့စကားလုံးတော့ဖုံးကွယ်ထားတဲ့အသုံးချခံဘဝတွေကိုမြင်ကြည့်ကြည့်ပါကျွန်တော်တို့ကတခြားသူတွေရဲ့ခြေကုပ်ယူဖို့အတွက်လေကားတဲ့အဖြစ်မခံတဲ့တော့ဘူးကိုယ်အသိဉာဏ်နဲ့ကိုချင့်ချင်ပြီးကမှဒီအသုံးချတာဘဝကနေအမြန်ဆုံးရုံးထွက်နိုင်ကြဖို့ကျွန်တော်တို့တိုက်တွန်းကြပါတယ်ကိုယ်အသက်ကိုချစ်တဲ့အင်္ဂါတွေဟာတခြားသူတွေရဲ့နေမြေချက်တွေရဲ့အတွက်အပူဇော်ခံရစ်ပူဇော်ခံဖို့မဟုတ်ပါဘူးကိုမိသားစုနဲ့ကိုဒေတာပလူတုတဲ့ဖို့အတွက်ပဲဆောင်ရွက်ဖို့အတွက်ဖြစ်တင်ပါတယ်အေးဟုတ်ပြီဆက်ပြကျွန်တော်တို့မှာလည်းအိမ်မက်တွေရှိပါတယ်အိမ်မက်မိဘတွေကိုလူသွေးခြင်းနဲ့ဒါရတဲ့မိသားစုတိဆောက်ခြင်းနဲ့ကိုကျွန်တော်ကိုရက်တည်ခြင်းကြတယ်အေးပေါ့သားကောင်းလေးပေါ့ဒီလိုဒီအိမ်မက်ကတကယ်ဖြစ်လာမှာလားဒါနဲ့ကန်ပြီးတော့တိုက်ခိုက်နေကြတာကြောင့်ရလာတဲ့ကြားလက်ကပြာပုံနဲ့တည်ခြင်းကြပဲဖြစ်နေရင်ဒါကလမ်းမနေပြီဆိုတာသိတာပါတယ်ကဲမိဘပြည်သူများလက်ရှိဒီအညာမြေမှာအညာမြေတော့ပဲကျွန်တော်ပြောတော့နော်ဒီကအညာသားကိုလာပြီးတော့ဂျင်းလာထဲတာဟုတ်လားအညာမြေမှာလက်ရှိကြီးရွာတွေဘုံကြီးကျောင်းတွေစစ်ဆောင်စခန်းတွေစာသင်ကျောင်းတွေကိုဘယ်မအေးလိုးများဘုံကျဲနေလဲမအေးလိုးလေးရဲ့မင်းမေတက်ယိုးနေတဲ့ခွေးမျိုးဆက်ခွေးမျိုးရုပ်အာနာယူတွေကလုံနေတာကိုမင်းကဟိုအဖက်ကိုလက်ညှိုးထိုးလိုက်ဒီအခုပါလားတော်လန်ရေးကောင်းစဉ်ပြပြီးတော်လန်ရေးလှုပ်လို့မင်းတို့အညာမြေဖြက်စီးခံနေရတယ်ဆိုတဲ့စကားဟုတ်လားမင်းရင်လေးတယ်မင်းမေမင်းတော့ပြန်တက်ယိုးနေလိုက်ကိုမေကိုယိုးလေးရဲ့မင်းစောက်ဆင်းလောက်နဲ့စစ်ခွေးကိုလီးစုပ်ဖင်ခံမှာဆိုရင်မင်းတော့ခံလိုက်